င်တောင်တယ်လည်းမဟုတ်ဘူးကွာကိုကအပြိုစင်လေးပဲဖြစ်နေတယ်တားစေးတွေလည်းသုံးမထားဘဲနဲ့ယာဒီတွေးတွေကပုံမှန်မဟုတ်ဘဲနဲ့တလားလုံးတစ်စက်နဲ့ယာဒီလာနေတာကဘာကြောင့်လဲဒါကအမျိုးသမီးတိုင်းသိထားတင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်စေချင်တယ်ပြီးလို့ရှိရင်တခြားအမျိုးသမီးတွေမြင်အောင်လို့လည်း share သွားစေချင်တယ်ပေါ့နော်အဲ့တော့အမျိုးသမီးတစ်ယောက်ကပုံမှန်အားဖြင့်ဆိုလို့ရှိရင်ယာဒီက3ရက်5ရက်ဒါမှမဟုတ်9ရက်ဒါကပုံမှန်ပဲပေါ့နော်9ရက်ထက်မှကြော်ပြီးတော့မှယာဒီတွေးတွေကရက်စီဆင်းနေမယ်တလားလုံးတစ်စက်နဲ့ဆင်းနေမယ်ဆိုလို့ရှိရင်ဒါကပုံမှန်မဟုတ်တော့ပါဘူးတအိမ်ထဲမှာကျန်းမာရေးပြဿနာတစ်ခုခုဖြစ်နေနိုင်တယ်ပေါ့နော်အဲ့တော့ယာဒီတွေးတွေကပုံမှန်မဟုတ်ဘဲနဲ့ဒီလိုရက်ရှည်ဆင်းလာတဲ့အခါမှာရက်တိုရင်တော့အကြောင်းမဟုတ်ဘူးပေါ့နော်အချိန်ကြာလာတာနဲ့အမျှပေါ့နော်လူကပင်မနွမ်းနေလာတယ်နှုံးချီလာတယ်ပြီးလို့ရှိရင်ခြေလက်မစွဲကျင်နေဖြစ်လာတယ်ယာဒီတွေးတွေကလည်းအတုံးအခဲတွေဆင်းလာတယ်နောက်ပိုင်းဆိုလို့ရှိရင်လူကဖြူဖြော့ပြီးတော့မှမောပန်းနှွမ်းနေပြီးဘာမှမလုပ်ချင်မကင်ချင်နေဖြစ်လာတယ်ပေါ့နော်ဒါကပေါ်စားလို့မရပါဘူးเนาะအဲ့လိုမျိုးယာဒီတွေးတစ်ဆက်ဆင်းနေတာကတလားလောက်ဆိုအကြောင်းမဟုတ်ဘူးတလားထက်ပိုပြီးတော့မှ2လ3လဒီလိုကြော်အောင်ဆင်းနေမယ်ဆိုလို့ရှိရင်တော့ဆေးရုံဆေးကန်းကိုသွားပြီးတော့မှစစ်ဆေးတင်ပါတယ်เนาะအဲ့တော့ကိုကယာဒီတွေးတွေကအခုမှရက်ရှည်ဆင်းတာတလားလောက်ပဲရှိသေးတယ်ဆိုလို့ရှိရင်ဒါကိုတက်တာစေမဲ့အိမ်တွင်းနီးလန်းလေးတွေရှိတယ်ပေါ့နော်အဲ့ဒါလေးကိုပြောပြပေးမယ်ပေါ့နော်နံပါတ်1ချက်ကကြတော့ကိုအိမ်တွင်းမှာပဲရနိုင်တယ်နှမ်းကျက်စီပေါ့နော်နှမ်းကျက်စိတ်ရှိတယ်ဆိုလို့ရှိရင်နှမ်းကျက်စီစားပေးတာကဒါကယာဒီတွေးတွေကိုရက်မလွန်စေဘဲနဲ့ပုံမှန်လေပတ်စေတယ်ပေါ့နော်နောက်တစ်ခုကကြတော့မကြီးသီးပေါ့နော်ကိုရဲ့မိဖို့ချောင်းထဲမှာပဲရှိတယ်အဲ့ဒီမကြီးသီးမဲ့ကိုကအလွန်အကျွံတော့မဟုတ်ဘူးပေါ့နော်အနှဲငယ်ပုံမှန်လေးစားပေးခြင်းအပြင်သွေးလက်ပတ်မှုတွေအကောင်းစေပြီးတော့မှဒီယာဒီသွေးတွေကိုရက်မရှိဘဲနဲ့ပုံမှန်လဲပတ်စေတယ်ပေါ့နော်နောက်တစ်ခုကကြတော့ရေများများတောက်တာပေါ့နော်ရေများများတောက်ခြင်းအပြင်ဒီခန္ဓာကိုယ်ထဲမှာဒီယာဒီသွေးနဲ့အတူကုံဆုံးသွားတဲ့ရေဓာတ်တွေကိုပြန်လဲပြည့်တင်းစေတယ်ပြီးလို့ရှိရင်သွေးလက်ပတ်မှုတွေကိုကောင်းစေတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီကိုလက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာပေါ့နော်ကြွက်သားတွေကအရန်ကိုတောင်တင်းပြီးတော့မှညှစ်နေသလိုဖြစ်တဲ့အခါဆိုလို့ရှိရင်ဒီယာတီတွေးတွေကရက်ရှည်ဆင်းနိုင်တယ်ပေါ့နော်အဲ့တော့ပုံမှန်ကိုလက်လှုပ်ရှားလေ့ကျင့်ခန်းလေးတွေကိုလုပ်တင်တယ်ပေါ့နော်ဒါမှကြွက်သားတွေပြေလျော့ပြီးတော့မှယာတီတွေးဒီလိုပြန်ပြီးတော့မှရက်ရှည်ဆင်းတာတွေကိုပြန်ပြီးတော့မှပုံမှန်ဖြစ်စေတယ်ပေါ့နော်အဲ့တော့အခုဆင်မပြောပြတဲ့အချက်တွေကိုလည်းမလုံနိုင်ဘူးအိမ်တွင်းနီးလန်းနေလဲလောကမှာရှုပ်ပါတယ်အာယုံမထားနိုင်ဘူးဆိုတဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီနှစ်မျိုးလေးပေါ့နော်ဆင်မမိတ်ဆက်ပေးမယ်ဒါကကြတော့သွေးအားနည်းခြင်းကိုလည်းကာကွယ်ပေးတယ်ခန္ဓာကိုယ်တွေကဒီအစိတ်တောက်တွေဖယ်ရှားပေးတယ်ယာတီတွေးတွေကိုပုံမှန်လဲပတ်စေတယ်စပီရူလိုင်းနာနဲ့ဒီဟော်မုန်းဖြည့်ပန်းပေါင်းစုံယူနီချမ်းတုပ်လေးကိုတောက်ပေးလို့ရပါတယ်နော်